လာပြီဘလိုက် လွိုင်းကွန်စီးဖြောက်ထားတယ်ဖလီကာနဲ့တော့မပေါ်တယ်ပြေးဖွင့်မယ်အန်ဒိုရူနောက်ပြေးကတ်တာရသေးလားအန်ဒိုရူနောက်ဆုံးမတန်းပြောက်ဝိုင်းနေပဲပြေးတာဘလုံးမမရအောင်ဒီမှာဘလွိုင်လေးတော့ပြန်ကောက်ခဲ့နေတော့အော်ဆန်စတုံးကြီးနဲ့မေခစ်တကောင်မေခစ်မသေးဝဘူးနောက်ဆုံးချိန်ဒီအော်ဆယ်လီနာဒမ်မီနေတော့ပြောက်ဝိုင်းနေတော့ယူဂီယာလေးလည်းတဲတယ်တော့ပြန်ဘက်နေရတယ်တော့အပွိုင်းတာဝါတွေပါကြော်ပြီးတော့ဝင်မေးနေပြီနောက်မှာဂေါ့ကိုတော့ကား1 with the 2တွေတော့ဟဲဦးမယ်အပွိုင်းကီမီစပရီးထားရဆိုမလဲတစ်ဖက်မှာအက်စမာရီတာသွေးကိုမရော့တာစတာဖောထပ်ပြီးသားစီ purify နေပါနေပြီးတော့အသေးအတန်တွေတော့ပြန်ဘက်နေပြီကားနောက်ကတောက်ချောက်တွေရှိကပ်စုပ်ထားနေပဲနော်မွတ်စတာကီတွေပါထပ်ပြီးတော့သိမ့်ပိုက်သွားနေမှာတော့ကားလေးကိုပါကားလေးအနေနဲ့ golf ကိုပါပေါ့နော်ထပ်မှပြီးတော့အဆုံးသက်ချင်နေပြီမလဲနောက်ကောင်တော့မာနီယာဆိုတော့တေမာမဟုတ်တော့ဘူးကန်စီစကီဖျန်းနိုင်ရနားတယ်ဘလက်လိုတယ်ဝင်းနေချလိုတယ်တိုင်း trust me bro ဆလီနာအဲရိုဒူတော့ဒိုင်းပဲညီကိုဂီဖန်လူတော့မှာဆိုရီစရှင်မောင်နေချော်ကလေးကလည်းလမ်းနေတယ်တစ်ဖက်မှာဘလွိုင်းမရီစရှင်ဘေးနားနေဒိုင်းမေးပြီးတော့တွေ့တော်ရောဝိုင်းနေမှာချစ်ပေါ်တယ်တော့ဖွင့်လိုက်နေရီစရှင်မောင်နေချော်ကကြမှာဘလွိုင်းစကီတွေ့နေသွားပြီတော့ဆန်စတုံဝင်လိုက်နေမှာလော်လေးတော့4ချလိုက်ထားနေမှာမေခေလော်ရောက်ယူဝိုင်းနေမှာစတာဖောဂျာမှာကန်စီစကီအပွိုင်းနှကောင်ပြောင်းသွားမလားကန်စီစကီမို့အပွိုင်းမဲ့တည်သွားတာဘလွိုင်းစကီတည်သွားတာကန်စီစကီတက်ရှင်နေတော့မယ်ဆလီနာအဲရိုသွားမယ်လေဆိုတော့အသက်မရှင်တော့ညီကိုတို့ကန်စီစကီဟောတဲ့တယ်ပြေးဝင်လာတဲ့အဲရိုခေါင်းနဲ့ပြေးဆောင်တာပါတဲ့နော်အဲ့မှာနောက်ထပ်အနေနဲ့တော့ကြံနေခဲ့တဲ့ဂေါ်ဘလီတကောင်မှာဆုံးသက်လိုက်မယ်ဆိုတော့ဖြစ်နာဗီငါကောင်တို့တင်းဝိုင်းအောင်တဲ့သူပဲ game number 1တော့ပေါ့ပါလေးပဲအနိုင်ရရှိသွားတော့မလားနိုင်သွားပါပြီညီကိုအလယ်လမ်းမှာခရီယုံလေးနဲ့တူပဲခရစ်စတန်သုံးပြေးချိုးသွားတဲ့နေတာတစ်ခုမှာနာဗီဂျီ game number 1တော့နိုင်ရရှိသွားရင်လည်း1-0 ဆိုရရလမ်းနဲ့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်